မဲဆောက်မှာရာသီဥတုအခုဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပူလာပြီပေါ့နော်ဒီလိုပူလာတဲ့အချိန်မှာကျောင်းပိတ်ရက်တွေလည်းရက်ရှည်ရှိတယ်ရုံးပိတ်ရက်တွေလည်းရက်ရှည်ရှိတဲ့လူတွေအပူရှောင်မှုအတွက်သွားလို့ကောင်းတဲ့နေရာလေးတစ်နေရာကိုမွန်ကဒီနေ့ခေါ်သွားပေးချင်ပါတယ်အားလုံးပဲအပူရှောင်မှုအတွက်လိုက်ခဲ့ကြပါအောင်နော်ဒီနေရာလေးကတော့မွန်ဒီမှာ location လေးလည်းပြထားတယ်နာမည်လေးလည်းရေးပေးထားတယ်ပေါ့နော်မဲဆောက်ကနေပြီးတော့45မိနစ်လောက်သွားမယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုရောက်ပါတယ်ရာသီဥတုကပူတဲ့အချိန်မှာဒီနေရာမှာစမ်းချောင်းလေးမှာရေစိမ်လို့လည်းရတယ်။နောက်အခုကတရုတ်နှစ်သက်ကူရာသီဖြစ်တဲ့အတွက်ကြောင့်မီးပုံးလေးလည်းချိတ်ထားတယ်။ပုံမှန်ဆိုလို့ရှိရင်တော့ဒီလိုမီးပုံးအနီလေးစားတခြားမီးပုံးလေးလည်းသူတို့ချိတ်လေးရှိရပေါ့နော်။ဆိုတော့ကိုသွားတဲ့အချိန်မှာချိတ်ထားတဲ့မီးပုံးလေးနဲ့လည်းအလှတက်ပုံလေးတွေအများကြီးရိုက်ခဲ့လို့ရပါတယ်။နောက်တောင်တန်းနေရဲ့အလေကောင်မှာရှိတဲ့အတွက်ကြောင့်အေးအေးဆေးဆေးနဲ့တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့စားလို့တောက်လို့လည်းရတယ်ပေါ့နော်ဒီမှာတော့သူကနေလို့ရတဲ့နေရာလေးတွေပြထားပေးရဲ့ဒီနေရာလေးမှာကိုယ်ထိုင်ပြီးတော့စားတောက်လို့ရတယ်ဟိုဘက်ကဆိုင်မှာတော့မုံတို့တွေတွားမှာရတယ်ပေါ့နော်အဲ့ဒီကနေမှာလာပြီးတော့ဒီဘက်တန်လေးတွေမှာထိုင်ပြီးတော့စားလို့ရပါတယ်နောက်တကယ်လို့ကိုကညအိမ်ညက်နေခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီမှာမှားတဲ့နေရာလေးဘန်ဂလိုပုံစံလေးအိမ်လေးရှိရပေါ့နော်ဒီစမ်းချောင်းလေးပေးမှာပဲဒီလိုအိမ်လေးတွေမှာနေလို့ရပါတယ်ဆိုတော့အိမ်ရဲ့တညနေရဲ့ဈေးကိုမေးကြည့်တဲ့အခါကျတော့ပန်ကာနဲ့အိမ်ဆိုလို့ရှိရင်တော့သူတို့ကဒီ1000ဝန်းကျင်လောက်ယူရလို့ပြောတယ်ဒီဘတ်1000ပေါ့နော်ပန်ကာမဟုတ်ဘဲနဲ့အဲကွန်နဲ့နေခြင်းတဲ့လူတွေအတွက်ကြတော့ဘတ်1500လို့ပြောတယ်နောက်ပြီးသွားလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဘန်ဂလိုပုံစံမနေခြင်းမဲနဲ့တက်နေနေခြင်းတဲ့သူတွေအတွက်ကိုလည်းသူတို့တက်လေးတွေငါပေးတယ်လို့သိရပါတယ်ကြံနွေးလောက်ဆိုလို့ရှိရင်တော့တော်တော်မှသွားလို့ကောင်းတယ်ရေကစားလို့ကောင်းတဲ့နေရာပေါ့နော်ဒီလိုဒီစမ်းချောင်းမှာလည်းရေကစားလို့ရတယ်လို့မျိုးအရှိမမလို့တွေ့ခဲ့တဲ့တရားနာကစမ်းချောင်းမှာဆိုလို့လည်းတော်တော်လေးကိုရေကစားတဲ့လူတွေရှိရဲ့နောက်ဒီရေထဲမှာပဲထိုင်ကုန်လေးတွေချပေးထားတဲ့အတွက်ကြောင့်မို့ထိုင်ပြီးတော့ဘီယာတောက်ပေါ့နော်အေးဆေးစားတောက်ဒီလိုမျိုးကိုယ်ခွင့်နဲ့ကိုပြီးတော့ရွှေနေမယ်ဆိုလို့ရှိရင်တော်တော်မှနေလို့ကောင်းတယ်တဘာဝနဲ့တအားနေဆက်တဲ့နေရာလေးပေါ့နော်ဒီအိမ်လေးဆိုလို့ရှိရင်တော့သူတို့ဘတ်1500ယူတဲ့အိမ်လေးပေါ့နော်ပန်ကမပါဘဲနဲ့အဲကွန်နဲ့ဆိုတော့တကယ်လို့အရန်ကြီးအပူမှလည်းကြောက်တယ်ညဘက်ညနေအိတ်ရှင်နေဆိုလို့ရှိရင်တော့ဒီလိုအိမ်လေးရွေးလို့ရတယ်သူကတော့ဒီတဘာဝပုံစံပေါ့နော်ဝါထနီနဲ့အိမ်လေးတွေကိုပဲအဓိကထားပြီးတော့ဒီမှာစောက်ထားတဲ့ဘန်ကလိုပုံစံလေးတွေဖြစ်တယ်ပေါ့နော်ဒီမှာတော့တချို့ဆိုလို့ရှိရင်လာပြီးတော့အပြင်စာလေးယူပြီးတော့လဲစားတယ်ဒါမှမဟုတ်လို့ရှိရင်ဒီမှာရှိရဲ့ဆိုင်ရှိရဲ့ဒီဆိုင်ကနေပြီးတော့လဲမှာပြီးတော့စားတယ်ဆိုင်ကတခုရှိတာဆိုင်ထဲမှာသူတို့ရဲ့ဆိုင်ထဲမှာသွားစားရင်တော့ဒီပကံခွက်ရောက်တည်ရတော့ဆိုင်အပြင်စင်တိုင်းပဲပြီးတယ်ဒါမှမဟုတ်ဘဲနဲ့အပြင်မှာပေါ့နော်အပြင်မှာတော့ခုနတွေ့တဲ့ဒီဆိုင်ပေါ့နော်ခုနတွေ့တဲ့နေရာလေးမှာတန်လေးတွေမှာထိုင်စားမယ်ဆိုလို့ရှိရင်တော့သူတို့စီကသွားမှာရင်သူတို့လာပို့ပေးတယ်ဖော်ဘူးတွေနဲ့ပဲလာပို့ပေးတယ်ပေါ့နော်ဒါပေမဲ့သိန်းတာတော့သူတို့ပြန်သိမ်းပေးတယ်ဒီနေရာလေးကတော့ coffee ဆိုင်လေးပေါ့နော် coffee ဆိုင်လေးရှိတဲ့အတွက်ကြောင့်မို့coffee တောက်ချင်တဲ့သူတွေတောက်လို့ရတယ်နောက် smoothie တွေလည်းရတယ်ဒီမှာကောင်းတာတော့ strawberry smoothie ပေါ့နော်တော်တော်လေးကိုတောက်လို့ကောင်းပါတယ်ဆိုတော့ဒီဆိုင်မှာမှာပြီးတော့ဒီလိုမြက်ခင်းမြင်လေးတွေမှာသူတို့ပေးထားတဲ့ခုံလေးတွေမှာထိုင်စားလို့ရတယ်လို့မျိုးဒီဆိုင်ထဲမှာပဲအေးပြီးသွားစားလို့လည်းရပါတယ်အစားတောက်ဈေးလေးတွေကလည်းအရန်မဆိုးဈေးလေးတွေကလည်းသူ့အနေနဲ့သူအဆင်ပြေတယ်အရန်လည်းဈေးမကြီးတဲ့အတွက်ကြောင့်မလို့တငယ်ချင်းတွေစုသွားမယ်ကိုမိသားစုနဲ့စုသွားမယ်ဆိုလို့ရှိရင်အများကြီးမကုန်ဘူးเนาะဒါကတော့ဒီဆိုင်ကမှာပြီးတော့ရေထဲမှာပဲခုံလေးခင်းပြီးတော့စားတောက်နေရရေကစားနေနေပေါ့เนาะအစားတောက်စားတောက်နေတဲ့လူတွေပါဆိုတော့ဒီခုံလေးတွေကလည်းဒီဆိုင်ကပဲခင်းပြီးထားဖြစ်တဲ့အတွက်ကြောင့်မလို့ယူသွားကြရမလို့เนาะနွေရာသီမှာအပူရှောင်နေတဲ့သူတွေပဲဖြစ်ဖြစ်တပုံလှလေးရိုက်ချင်တဲ့သူတွေပဲဖြစ်ဖြစ်တောင်တန်းနေနောက်ပေါ့နော်ဒီလိုမျိုးစမ်းချောင်းလေးကိုသဘောကျတဲ့လူတွေပဲဖြစ်ဖြစ်ဒီနေရာလေးကိုသွားဖို့အတွက်မွန်ကအကြံပြုချင်ပါတယ်တပုံလှလေးလည်းရိုက်ခဲ့ဖို့မမေ့နဲ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်